ပြေဘူးဟာလုံးဝအဆင်မပြေဘူးဟာကောင်းဘာအဆင်မပြေတာလဲကျုပ်နဲ့ပေါင်းရတာအဆင်မပြေနေတာလားဟုတ်မဟုတ်ပါဘူးမိမနဲ့ပေါင်းတာအဆင်ပြေတယ်ဟိုဟာလေအဆင်မပြေတာဟိုမှာနင့်အကိုလူမမာကြီးနော်နေပုံထိုင်မှုကြီးဟမ်လူမမာကြီးကြာနေတာပဲဟာအော်လူမမာပါဆိုမှပါလူမမာပေါ့လူမမာမဟုတ်လို့ तू ကထကန်နေရမှာလားအဲ့ဒါကိုပြောချင်တာအဲ့ဒါကိုပြောချင်တာဟာနင်ကလေရောက်ပါနဲ့ညီမလေးရှမ်းမပြစ်ကြပါနဲ့ကွာရန်ဖြစ်နေတာမဟုတ်ဘူးရောက်ပါရေမင်းအတွက်ကိုဘာလို့လှုပ်ပေးရမလဲလို့တိုင်မိနေတာဟုတ်တယ်အကိုရဲ့အကိုတက်တိုင်မင်းနေတာအကိုအေးစစ်စစ်နေကဲမိမနေမစင်းစားကြည့်ဒီအိမ်မှာနင်းရဲငါရဲ့ဟမ်ငါရောက်ဖိုင်3ယောက်ပဲရှိတာဟိုမှာလူမမဒီမှာငါရောလှုပ်ထွက်လုံနေရနင်းလဲလှုပ်ထွက်နေနေရတယ်လေဘယ်လိုလုပ်မလဲဈေးထဲမှာနင်းကဆိုင်ထွက်တယ်ငါပွဲသားလှုပ်နေတယ်လေဘာမှလဲသူ့ပြုစုဘာမှလဲအော်တော်ကရက်ွက်တက်ကလှည့်ပြီးစက်ဘိန်းပွဲသားလုံနေတာလားဟိုစက်ဘိန်းပွဲသားဟိုဟာလို့ဆိုင်ကယ်တွေပါရောင်းတာလေတော်လေဆိုင်ကယ်ရောင်းမယ်ကရောင်းမယ်နဲ့စက်ဘိန်းပွဲသားဖြစ်နေပြီလေဟောဒါတော့ရတဲ့ဟာလေးကိုအရင်လွတ်လိုက်တာကြာငါရတဲ့ပွဲဆိုနင်းကိုအပ်တာပဲလေအော်နင်းကလေဒါလေးကိုဟာဘာဖြစ်ပွဲသားနော်အခုလောဆယ်မှာနင်းလဲဈေးမထွက်နိုင်ဘူးဟဲ့ငါလည်းအပြင်ထွက်လို့မရဘူးဒီလူမမကြီးကိုဘ누구ကပြုစုမယ်ကဲဘယ်လိုလုပ်မလဲကဲကျုပ်သိပါတယ်အဲ့ဒါကြောင့်မလို့ရက်ွက်ထဲကပွဲစားကိုရွှေဖို့လူနာစောင့်ဖို့တယောက်လောက်ရှာပေးပါလို့ကျုံမှာခဲ့တယ်။အော်ဟင်းဟာစိတ်ကောချပါမလားမို့ဒသိန်းနေဟာ။အော်ကိုရွှေဖို့ကစိတ်ချရပါတယ်တော့။နင်စိတ်ချတယ်ဆိုလဲပြီးရောနော်။အဲ့တော့ဘယ်တော့လာမှလဲ။ကျုံမနက်ကတွေ့လို့တက်มาခဲ့တယ်သူတို့နှေခင်းကြရင်လာခဲ့မယ်တဲ့။အဲ့ဒါဆိုလဲပြီးရောဟာ။စပါလေး။ရ။စပါလေး။အော်ကိုကျော်။လာပြောရင်ဆိုရင်လာပြီ။အဲ့တယ်လည်းပါလာ။ပါလာ။ဟုတ်ကဲကိုစုပါလေးမတက်ကခရမ်းမနဲ့တွေ့လို့မဟုတ်လို့လူမမာတော့လိုချင်တယ်ဆိုလို့ဒီမှာကောင်းလေးတယောက်ခေါ်လာပေးတာဟောတူလားသူဟုတ်တယ်သူပဲဈေးတကားတော့ကိုယ့်ကိုညှိကြပါဗျာဟုတ်ကဲ့ဆင်ပြေတော့ဈေးတကားတော့အထွေထူးတော့တိတ်ပြောကြမလို့ပါဟုတ်ကဲ့ကျွန်တော်ကတော့3မျိုး3စားပေါ့3မျိုး3စားဆိုတဲ့နေရာမှာကျွန်တော် day ဆိုရင်1000ယူတယ်အဲ night ဆိုရင်1000ယူတယ်အဲ့ဒီတဲမှာကျွန်တော်24နာရီ24 hour ပေါ့24 hour ဆိုရင်တော့ကျွန်တော်3000ယူပါတယ်ကြိုက်တယ်ဆိုရင်လည်းလောက်ပါဟာဆိုတာဟိုခင်ဗျားတို့ညှိတယ်မညှိတာတော့မသိဘူးကြိုက်မှလောက်ပါမဟုတ်ခဏလေးပါကျွန်တော်ဘာမှမပြောရသေးဗျဟာဆိုတာဟာလားဟိုကဒီကို1000နိုင်ကို100024 hour 24နာရီဘယ်လို3000ဖြစ်တယ်မဟုတ်တခုခုများမားနေတယ်ဗျာမမပါဘာလို့ဒါကိုရှိဖိုးနဲ့လည်းပတ်သက်နေတော့ကျွန်တော်တပြည့်လူဆိုရင်တော့ကျွန်တော်ကနှစ်ဆ4000ယူတယ်ဒါပတ်သက်နေမဟုတ်ကြိုက်မှခိုင်းမှမကြိုက်ဘူးဆိုတော့ခဏလေးပါဟိုကျွန်တော်တော့ဘာမှမပြောရသေးလေကွယ်ဒီချိန်မှာလူမဆောင်တားရှားတယ်နော်တားခတ်တယ်ခေါ်လို့မလွယ်ဘူးဟုတ်တယ်ဒီမို့ဆိုနှစ်ဆတော့ဖြစ်ပါဟုတ်ကဲ့ပါဟောဒီလိုပါကျွန်တော်ပြောချင်တာဒီလိုပါဟုတ်ကဲ့ရပါဒီမှာခင်ဗျားလည်းမြင်တာပေါ့မလူမဒီမှာလည်းလူမရုပ်ကိုကျွန်တော်ကြည့်သိတာပဲဟုတ်ကဲ့အဲ့ဒါသူပါဗျာဟိုကျွန်တော်ကလင်မယား2ယောက်ရေရောက်ဖက်နေတာဆိုတော့အခုကျွန်တော်ပြောချင်တာဒီအခုပြောတယ်ဒီဒီ1000မှာ1000တော့ကို1000ဟုတ်အဲ့1000ကိုဟိုရှော့လို့ရရင်နည်းနည်းပါပါကြိုက်မှခိုင်းလို့ကျွန်တော်လည်းဆိုရင်ပြောပြီးသားလူပမာစောက်အားရှားတယ်ဒါအစင်မပြေဘူးဆိုလည်းကျွန်တော်မခဏလေးပါဟိုပါရှော့ပါလို့ပဲပြောတာပါမရှော့လဲဘာမှမဖြစ်ဘူးမရှော့လဲဘာမှမဖြစ်ဘူးဆိုတော့1000နဲ့မိမ1000ပါဒီ1000ဆိုဒီလိုပါဟိုကျွန်တော်အချိန်လေးပြောမယ်ဗျာပြောပါရဒီ1000ပေါ့ဟိုမနက်7:00နာရီကနေညနေ9:00နာရီထိပဲအဲ့ဒါကျွန်တော်ဒီ1000ပဲအဲ့1000ပေးပါမယ်1000ကျွန်တော်ရဲ့လုပ်ချင်ရမနေ့7နာရီရနေပြီးတော့ညနေ9နာရီဆိုတာကျွန်တော်ဟို9နာရီဟိုဘက်10မိနစ်2မိနစ်စွန်းဟာနဲ့ကျွန်တော်1000ခွဲပေးရမှာနော်အဲ့တော့မှဆိုရင်1000ဟုတ်ကဲ့ပါ10မိနစ်စွန်းတာနဲ့1000ခွဲပေါ့နော်အဲ့တော့မှကြိုက်တယ်ဆိုရင်လည်းအဆင်မပြေဘူးပါပြီခဏလေးပါအခုပါအနာပေါက်နေတယ်ကျွန်တော်ကဘာလို့ဆိုတော့ဒီလူကမဆောက်ရလဲပြဿနာမရှိဘူးလူကမာတွေအများကြီးပဲတန်းစီနေကြောက်ပြနေလို့ပါဒီတော့ကျွန်တော်စကားမဆုံးသေးလို့ပါဟုတ်ကဲ့ပါဒီကဟိုပါ10မိနစ်စွန်းတာနဲ့1000ခွဲ1000ခွဲပါဟာမိမကြီးငါတို့ကဒီဟိုမနက်ပိုင်း7နာရီကနေ9နာရီပဲနော်အဲ့တော့နင်းဈေးကို4နာရီခွဲလောက်တော့တိမ့်ပြီးတော့နော်တောင်းနေဘလုံးနေပြုတ်ကြပြေးလာခဲ့အိမ်ဟိုနော်ဒီငါလည်းစောစောလာခဲ့ပဲအဲ့တော့အဆင်ပြေတယ်နော်ဟိုပါ1000နဲ့ပေါ့နော်ဟုတ်ကဲ့1000နဲ့မယ်ဟိုမနက်7နာရီကနေညနေ9နာရီ10မိနစ်တောင်စိုးလို့မရဘူး1000ခွဲနော်10မိနစ်အဆင်ပြေပါတယ်အဆင်ပြေပါနော်အဲ့ဆိုရင်ကျွန်တော်ဟိုမနက်ပြန်စပြီးတော့လာခဲ့โอเคဒါဆိုကျွန်တော်8နာရီတောင်ဆိုတော့ねဒီလိုရောက်နေမယ်ဟုတ်ကဲ့ဟုတ်နော်ကဲဆိုကျွန်တော်ပြန်လာဦးမယ်ကျေးဇူးတင်တယ်ဟုတ်ကဲ့ပါနော်ဟုတ်ကဲ့ပါကျွန်တော်တော့လည်းတော့စိတ်တော့မဆိုးနဲ့နော်ဟုတ်ကဲ့တောင်းပေးပါမယ်ခင်ဗျာရပါဟိုရပါတယ်နောက်ကြလဲ7နာရီကိုနည်းနည်းနောက်ကြလဲရတယ်ကိုကိုဆောင်ပြီးမှကျွန်တော်ကျွန်တော်နောက်ကြစရာအကြောင်းကျွန်တော်အချိန်ကိုကျွန်တော် writer လုံးဝ question နဲ့ရောက်နေရဟုတ်ကဲ့ပါဟိုကျွန်တော်10မိနစ်စွန်းတာနဲ့ကိုလည်း1000ခွဲဆိုတာကျွန်တော်တို့ဆောင်ပြီးမယ်နော်ရပါကဲဆောင်တော့လုပ်ပြရမှာပေါ့ကျေးဇူးတင်ပါတယ်အားကိုမယ်နော်အားကိုမယ်အားကိုမယ်
လူနာဆောင်ကြီးမဲ1000တောင်ပေးရ တမင်းနဲ့တော့ဆုံးမရဘူး 1000ခွဲပေးရမှာနော်နေနောက်မကြသေးနဲ့ မ နော် ကြသေးရပါဘူးတော့ ကျေးဇူးတင်လိုက်တာကျေးဇူးချင်း1000你3月多，哦，3月多，3月多。3月多没ယူရတယ် ငါ့ချင်မ你3月多。 ဆိုင်ကတော့မယူရသေးဘူးတော့ဆိုင်ကတော့ 哦，ဒီပေါ်မှာထားတာမဟုတ်ဘူးလား။ရော့ အဲ့ဒါဆိုင်ကတော့တော့ဆိုင်ကတော့ပါပြီနော် ပါပြီလေဒီ ဘာလေးလဲ ဟဲ့ဟိုခမရဘာလုပ်အဲ့ဒါဘာလုပ်နေလဲလို့ လူနာတန်ရှင်းလုပ်ပြီ လူနာတန်ရှင်းကအာကောင်တွေကိုအဲ့လိုထိုးထည့်ရတယ်လား မဟုတ်လူကမာကမျက်နှာတွေပါမတက်နိုင်ဘူးလေအဲ့ဒါကြောင့်ကျွန်တော်ဒီလိုလေးလုပ်ပြီးတယ်နောက်တစ်ခါဒီတွားတွေပါတိုက်တိုက်ပါမရှိဘူးမရှိတဲ့ခါကျတော့သူ့ရဒီအာဘုရင်းထဲမှာမရှင်းဘူးဖြစ်နေမတန်ရှင်းဘူးအဲ့ဒါကြောင့်ကျွန်တော်တန်ရှင်းအောင်လို့ကျွန်တော်အာတော်လေးချပေးနေတာပါပြောမှဆိုတော့ကြက်ကုကုတယ်လို့ခေါ်တာ အမဟုတ်လေဒါလူလေ ဟုတ်ပါတယ်ဟုတ်ပါတယ်ဒါတချို့ကလူပမာတွေကအဲ့လိုလူပမာကုကုတာကျွန်တော်ကျတော့ကြက်ကုကုတယ်လို့ခေါ်တယ် စနစ်ကြ ဒါတော့ချွဲနေကြတယ် အဲ့ဒါဆက်ကူလိုက်ဟုတ်ပါဘူးဟိုဆက်ပြီးတော့ပြုစုလိုက်ဟိုကျွန်တော်လည်းသွားကြရှိရသွားတယ်နော်9နာရီချက်တော့နောက်မကြသေးရ အာ ဘူး ကြားလို့မရအောင်နော်10မိနစ်ကြော်တာနဲ့တန်းတန်းပဲပါဟုတ်ကဲ့ စိတ်ချမယ်နော်စိတ်ချမယ်စိတ်ချမယ် နေဖို့အဆင်ပြေတော့ပါလေနော် အော်ပြောပါတယ်တော့ အဲ့ဒါကျွန်တော်သွားတော့မယ်နော် ရဟဲ့ ဟိုကစားကျင်တယ်ဆိုကြွေးတာ ဟာဒီမှာစုံချလာပြီလားကျွန်တော်တွေ့ပါတယ်ရေကစစ်တယ်မှာလည်းရှိသေးတယ် ရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့ စိတ်ချမယ်နော် အော်စိတ်ချပါစိတ်ချစိတ်ချစင်ပြေဒီမေကိုဟာဟာလေပန်းဒီလေးလေစမ်းအော်ခမရဗျာပန်းဒီဆိုတာလူမာစားရင်အားဖြစ်တယ်မကြည့်ကျွန်တော်ကြည့်မလားတော့မမခမရလေဗျာကိုကစားမအားရှိတာလေဒီမကြည့်ကျွန်တော်ကြည့်ကဲလူကောင်းစားနေတယ်လို့ပဲဗျာခမရအရင်ကလားဟာဘယ်လိုလုပ်ပါတပြည့်သေးလေးစားနာအာအစားကောင်းတယ်ခင်ဗျာမတန်ဘူးကြာမကြဒါလေးပြုတ်ပြီးမကြည့်မကြည့်ခင်ဗျာ这老公呢？他们两个怎么啥呀？他们俩看着看你家，他们俩没到不走，大家不他们俩哎呀他妈，蹦蹦来你家喂，他们俩，哦妈就，哎呀，没酒嘛，谁是的嘛？没把我没酒。那你到底吧，到嘛？到时候看你，马上到，马上。对，看见不老高了，看见谁哪里边？雷毛的怎么了？雷毛的。哦，看见我啥子进路吧？马上，雷毛的，那里有看见出去？哦对了，对，看见，小看这个大么大娃不了，这，哎，没了。အတန်းရသေးတာအနမ်းရခင်ဗျာမသိနိုင်သေးဘူးမကြမသိမကြအာကောင်းလိုက်ရကျိုးလာမကောင်းလာခရတော့ကောင်းနေဟောခင်ဗျာမှုမသားမကြအတိလေးဘာတိလဲမသိကြသွား所以打哪啊？所以打哪？行，唔生啦，打生啦，快来咪你。哦，看咩呀？地老高呢呀？么家送你们啊，厨艺哈啦，伊那你妈某个送，你，高，高哪不？看咩呀？么啥人呐？但是多啊，喏，看咩？เอาเราดิฉันเอาเราดิฉัน
大金王，大金王，那都呢，你妈漏的了吗？真的会漏的。哎，你们拿的没有 ？Cash， 怎么了？哦，你们这边啊，你们这不漏个？多，刚那边，刚那边，你们这，你们这，哎，那刚呢？怎么样？把这个没扎进去了，真的来安打哦，喏，你好哪一丢啊，对吧？啊，那。小妹，哎，小妹，俺ပြန်လာပြီဟာ ပြန် ဒီ လာ မဲ့ ပြီ အဲ့ဒါကွာအဆင်ပြေတယ်မလား ဒီပါလေ ဟိုကရောက်ပါမင်းညမဟာဟဲ့ရောက်ဟိုအဲ့လိုခဏဘယ်လိုလုပ်နေမှာလူနာ မဟုတ်လူမောင်ကျွေးနေရလေ तू ကဒီလိုအမားတွေကျတော့တိတ်မစားနိုင်တော့ဒီအပြောကြတော့ तू အဲ့လိုလေးကျွေးတဲ့ခါကျတော့တော်တော်ဝင်သွားတာပေါ့ပြောပြီး အော် တော့ မဝါနိုင်လို့ အဲ့မတွေ့လားတော်ပြောစင်းသွားတာတွေ့လား ခင်ဗျာပြုစုတော့တော်သားပဲ ကျွန်တော်ဒါလူမဆောက်လာတာကျွန်တော်နှစ်သက်မနေတော့ဘူးလေ ရောက်ပါပြီးချင်မပြောစီတွေစားအားရှိတယ်ကွာဟာအကျော်ပါအမေလိမ္မော်သီးတွေလည်းစားရတာနည်းနည်းလေးပဲကျန်တော့တယ်အဲ့ဒါမင်းစားရတာလားဟုတ်လားဟမ် မဟုတ် तू ကတော့ဘယ်စားနိုင်မလဲလူမဖြစ်နေတော့လေ ကုန်တော့မယ် သူများစားခြင်းမလားဆိုပြီးတော့ကျွန်တော်ကအရှိကနေပြီးတော့ဟိုစားခြင်းလာအောင်လို့စားပြ အော်လူမမစားခြင်းစိတ်ဖြစ်လာအောင်လို့ဟုတ်ကဲ့တမရရှိရနေစားပြ ကျွန်တော်စားပြလို့ကုန်သွားတော့ ဒါပေါ့သူအားကြမှာစားခြင်းပါ အဲ့ဒါတရားတော့ ဟာရောက်ပါဟာပြောမင်းပန်းသီးတွေလည်းမရှိတော့ဘူးမင်းပန်းသီးတွေတော့စားလိုက်တယ်မလားဟမ်မင်းစားရမလား သူတော့ဘယ်စားနိုင်မလဲ ဟုတ်ပြီမကောင်းရအောင် မကောင်းလေသူများစားခြင်းစိတ်လေးရှိမလားဆိုပြီးကျွန်တော်ကအရှိကစားပြလိုက်လို့အဲ့ဒါကုန်သွားတာကုန်သွားလား လူမမစားခြင်းစိတ်ရှိအောင်လို့ပန်းသီးတွေကိုကမြားရှိရနေစားပြတယ် ကျွန်တော်စားပြ ဟောဒါပေါ့ဟာရောက်ပါမင်းကိတ်မောက်ကတော့မင်းပြောလေးဆိုဝါနိုင်ပါမင်းကိတ်မောက်တွေမျက်စားလိုက်တာမလားမင်းကုန်ပြီဟမ်စားပါမင်းပါရမင်းမစားဘူး ကိမောကတော့သူဘယ်စားနိုင်မလဲသူများစားခြင်းစိတ်လေးရှိလားမလားဆိုပြီးတော့ကျွန်တော်အရှိကစားပြရတာပေါ့အဲ့ဒါကြောင့် လူမမစားခြင်းစိတ်ဖြစ်လာအောင်ခမရရှိရနေစားပြ ကျွန်တော်ကစားပြ ဟောဒါပေါ့ရောက်ပါအိုမင်းအေးလေးတွေတို့ဒီရေလေးတွေတို့တော့မင်းတောက်လိုက်တယ်မလားဟမ်မတောက်ပါဘူးကွာမင်းမတောက်ဘူး तू ကတော့ဒီအေးတွေတော့ဘယ်တောက်နိုင်မှာတော့ဒါပေမဲ့သူများတောက်ခြင်းစိတ်လေးရှိမလားဆိုပြီးတော့အဲ့ဒါကျွန်တော်တောက်လိုက်တာတောက်ခြင်းစိတ်လေးပေါ်လာအောင်လို့ လူမမစားခြင်းစိတ်ကလေးတောက်ခြင်းစိတ်ကလေးဖြစ်ပေါ်လာအောင် ကျွန်တော် ခမရဒါတွေအားလုံး ဟုတ်ကဲ့ ဟမ်တန်းသီးတွေရောလိမ္မာသီးတွေရောငပြောသီးတွေရောကိတ်မုတ်တွေရောအေးတွေရောခမရတယောက်ပြအကုန်စားပြစ်တာ ဟုတ်ကဲ့ ဒါကိုခမရလူနာဆောင်ဆိုပြီးပတ်စံနဲ့တတ်တောင်းနေတာ